စစ်တိုင်ရှင်နဲ့ပတ်သက်ပြီးတော့အကောင်းအဆိုးလေးကိုပြောပြနိုင်တဲ့ပုံမြင်လေးတစ်ပုဒ်ကိုဖတ်ပြမိမယ်နော်အရေးတူစစ်ပွဲစစ်တိုင်ရှင်သည်မိုင်မဲသောသူတို့၏အလုတ်သာဖြစ်၏စစ်ကိုလူလားသောသူသည်လူမိုက်သာဖြစ်၏လူမိုက်တို့ကြောင့်မင်းတခါတရံပညာရှိသူတို့ကောင်းတို့လည်းလူမိုက်တို့နှင့်စစ်တိုက်ရ၏စစ်တိုက်ရလျင်အဖိုးမပြတ်နိုင်သောလူအသက်ပေါင်းများစွာဆုံးရှုံး၏စစ်တိုက်၍အနိုင်ရသည်အမျက်ထွက်သည်ဟုဆိုရစေကမူလူအသက်နှင့်နှိုင်းစာသောမပြောပလောက်သောအမျက်သာဖြစ်ဤလောကတွင်လူအသက်ထဲမြတ်သောအရာကမရှိရှိသမျှအရာတို့သည်လူအသုံးဆောင်သာဖြစ်ကြကုန်၏တခါတည်းရန်အာရင်ဗလတူမြသောသူချင်းစစ်တိုက်ကြရ၏ဤသို့အရေးတူချင်းစစ်ပွဲခင်းရခြင်းကနှစ်ဖက်စလုံးကိုပင်နစ်နာဆုံးရှုံးစေတတ်၏ရှေးအခါကအာရင်ဗလတူညီသောအသူရာညီအောင်တို့သည်မယားလူပွဲဆင်နွှဲရာ၌နှစ်ယောက်စလုံးအသက်ဆုံးရှုံးခဲ့ရဘူး၏အတူရညီနောင်ရှေးအခါတမိဝမ်းတွင်ခေါင်းနှင်းစင်းဖြစ်ကြကုန်သောအတူရညီနောင်တို့ရှိကြကုန်၏သူတို့ယင်မီကတုံဒအတူရနှင့်ဥပတုံဒအတူရတို့ဖြစ်ကြ၏ထိုသူရညီနောင်တို့သည်လောကသုံးပါး၏အကြီးအကဲဖြစ်ကိုအလိုရှိကြသဖြင့်ကြီးစွာသောပင်ပန်းဆင်းရဲကိုခံ၍တီဝနတ်မင်းကြီးအားကြာမြင့်စွာလှုပ်ကြွေးပူဇော်ကြကုန်၏ထိုအခါတီဝနတ်မင်းကြီးသည်ထိုသူရညီနောင်တို့ကိုလွန်စွာနှစ်သက်အားရသဖြင့်လိုရာစုကိုယူကြကုန်ဟုစုပေးတော်မူ၏ထိုအခါသူရညီနောင်တို့သည်လေချောင်း၌ဝယ်ပူးနေသောသူရတတိနတ်သမီး၏စွမ်းကြောင်းတပါးသောစကားကိုရှောက်လိုကြကုန်လျက်တခြားသောစကားကိုရှောက်ဆိုမိကြကုန်၏အရှင်နတ်မင်းကြီးသည်ညီနှုတ်တို့ညီနောင်နှစ်ယောက်တို့အပေါ်၌နှစ်သက်ကျင့်တတ်တော်မူပါလျင်ကိုတော်အရှင်မြတ်၏မိဖုရားကြီးဖြစ်သောဗဗ္ဗတိနတ်သမီးကိုပေးသနာတော်မူစေလိုပါသည်ထိုအခါဒီဝနတ်မင်းကြီးသည်စုပေးခြင်း၏မချွင်မယွင်းဖြစ်သင့်ခြင်းကြောင့်၎င်းဒေါသထွက်၍တွေ့ဝေခြင်းကြောင့်၎င်းအမျက်ထွက်လျက်ပင်မိမိ၏ချစ်လွှစွာသောဗဗ္ဗတိနတ်သမီးကိုပေးလိုက်ရလေ၏ဗဗ္ဗတိနတ်သမီးကိုရလျင်အတူရညီတော်တို့သည်ဗဗ္ဗတိနတ်သမီး၏ဖယ်ဆင်းလှပခြင်းကိုအလွန်အမင်းတတ်မဲ့ခြင်းကြောင့်အဝေမတက်နိုင်ပဲရှိကြကုန်၏လောကကိုပင်ဖြစ်စည်းတတ်သောအလွန်ယုတ်မာသောကာမဂုဏ်အမိုက်အမောင်သည်ဖြစ်စည်းအပ်၍မိုင်မဲသောစိတ်ဖြင့်ငါကျင်ရာဟူ၍သာအချင်းချင်းညှင်းခုန်လျက်ရှိကြကုန်၏ထို့နောက်ငါတို့သည်တစုံတစ်ယောက်ထံသို့သွား၍အဆုံးအပြတ်ခံကြမည်ဟုနှစ်ဦးသဘောတူညှိလိုက်ကြကုန်၏ထိုအခါတီဝနတ်မင်းကြီးသည်အတူရညီတော်တို့၏စိတ်အကြံကိုသိသည်ဖြင့်ပုံနာရောင်ဆောင်ကထိုအရက်သို့ရောက်လာ၏အတူရညီတော်တို့လည်းပုံနာကိုမြင်လျင်ဤသို့မေးမြန်းကြကုန်၏အကျွန်ုပ်တို့သည်ဤနတ်သမီးကိုမိမိ၏အစွမ်းတတ္တိဖြင့်ရကြပါသည်ဤနတ်သမီးသည်အကျွန်ုပ်တို့နှစ်ယောက်တွင်အဘယ်သူ၏ကျင်ရာဖြစ်တင်ပါသနည်းထိုအခါပုံနာရောင်ဆောင်သောတီဝနတ်မင်းကြီးသည်ဤသို့ဆို၏ပုံနာသည်ပညာရှိမှသာပူဇော်အပ်သူဖြစ်၏မင်းမျိုးသည်အစွမ်းတတ္တိရှိမှသာပူဇော်အပ်သူဖြစ်၏အသည်မျိုးသည်ဥစ္စာစပါးပေါများမှသာပူဇော်အပ်သူဖြစ်၏သူစင်းရဲမျိုးသည်ပုံနာတို့ကိုခါစားစိကတ်မှသာပူဇော်အပ်သူဖြစ်၏ထို့ကြောင့်တင်တို့နှစ်ယောက်သည်မင်းမျိုးဖြစ်ကြသည်အားလျော်စွာအစွမ်းတတ္တိကိုတိတာစေရန်အချင်းချင်းရှင်ပြိုင်တိုက်ခိုက်ခြင်းတည်တာဤအရာ၌အဆုံးအဖြတ်ဖြစ်သည်ထိုအခါအသူရညီနောင်တို့သည်ပုံနာ၏စကားကိုလိုက်ငါ၍အချင်းချင်းတိုက်ခိုက်ကြကုန်၏
တိုက်ခိုက်နေတပြိုင်နက်ပင်နှစ်ယောက်စလုံးတေဆုံးကုန်လေတည်းဒီပုံမြင်လေးရဲ့သင်ခန်းစာအဖြစ်နော်တေအမိုက်အားကိုစင်မထိုးနီနှင့်မိုက်ဆိုးလူညစ်ရမ်းမဖြစ်နီသုံးမျက်မှန်ကြီးမာ၍တရားမဆိုင်နီ